လာပါရှင်ဒီကနေ့ဟာ89ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့နဲ့နှစ်60မြောက်လွတ်လပ်ရေးနေ့စည်ရင်သူတပင်အကျိုးအခမ်းအနားဖြစ်ပါတယ်ရှင်ဒီကနေ့2009ခုနှစ်ဒီဇင်ဘာလ2ရက်နေ့တိုကျိုမြို့တိုရှိမာကူဤခေပကူရိုကုမင်းစင်တာမှာကျင်းပပြုလုပ်တဲ့အမျိုးသားအောင်ပွဲနေ့အခမ်းအနားကိုကျွန်တော်တက်ရောက်ခဲ့ပါတယ်ရှင်ဒီအခမ်းအနားမှာမြန်မာဒီမိုကရေစီလှုပ်ရှားသူများနဲ့မြန်မာအရေးကိုအားပေးတဲ့ဂျပန်လူမျိုးအချို့စုစုပေါင်း150ခန်းတက်ရောက်တယ်လို့သိရပါတယ်ရှင်ဒီအမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာဆိုရင်ဗရီရာကဝဲမြောက်တင်ဆက်ဖျော်ဖြေပြီးကျမတို့ရဲ့အမျိုးသားစိတ်ဓာတ်များပြန်လည်နှိုးကြတက်ကြလာအောင်ဖျော်ဖြေတင်ဆက်တဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်တကယ်တော့အမျိုးသားအောင်ပွဲဆိုတာကျောင်းသားအောင်ပွဲပါပဲခေတ္တမိုင်းကိုစမ်းစစ်ကြည့်ရင်လူငယ်တို့တက်ကြွတယ်ရဲရင်တယ်မတရားမှုကိုယွန်ရှာမုန်းတီးပြီးတရားမှုကိုလိုလားတယ်စွန့်လွတ်စွန့်စားလိုတယ်ဖိနှိပ်မှုအမျိုးမျိုးကိုဆန့်ကျင်တယ်အမှန်တရားကိုရင်ဆိုင်တဲ့လူငယ်တစုက1982ခုနှစ်ဇောင်မုံလဆုတ်10ရက်နေ့မှာစုပေါင်းဆန္ဒပြလို့တက္ကသိုလ်တပိတ်ကြီးဖြစ်ပေါ်လာခဲ့ရပြီးအမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဘဝရှင်မင်းတရားကြီးနဲ့အမတ်မင်းတို့ရဲ့ဘလို့စကားစစ်ထိုးကြတယ်ဆိုတာကိုရောမင်းကြီးဘဝစိတ်သက်ကိုလည်းတရုတ်ဖော်တင်ဆက်တဲ့ပရိဒါကပွဲကိုလည်းရှုစားခဲ့ရပါတယ်ရှင်ဂျပန်ပရိသတ်ရှိရလားလို့သူတို့ကိုမေးကြည့်တဲ့အခါမှာ9ယောက်3ယောက်တော့ရှိမှာပဲတော့သူတို့ပြောတာ။ဘာကတော့သူတို့လည်းပြောချင်တယ်။တို့ဝအဘိဓမ္မာの民族の日、国民の日、だだおもんという月の満月から10日目、それがビルマの人たちが、学生たちが最初に1920年、植民地政府に対抗してボイコットをした、ストライキをした。その日を記念する日で、それ以降、ビルマの学生たちは国のために、親のために、友達のために、命を犠牲にして戦ってきました。そのことを思い出す。そしてまた戦う決意を高める。それが今日の民族の日の意味であります。それから、そのすぐ後にある1月4日独立記念日。少し早いのですけれども、独立記念日のためにも、在日のビルマの人たちが再び決意を高めてနောက်တနေ့ကတော့ဖြစ်စဉ်တနော်လာဇတ်တရက်နေ့ကိုစာဆိုတော်နေ့အဖြစ်နဲ့ကျင်းပခြင်းဖြစ်ပါတယ်။တခြားနေ့တွေဆိုရင်ကတော့ဥပမာလွတ်လပ်ရေးနေ့ဒီတောင်စုနေ့ဒေါ်လာရေးနေ့အာဇာနည်နေ့အစရှိသဖြင့်အားလုံးကအင်္ဂလိပ်ပြက်ကလေးအင်္ဂလိပ်နဲ့ဆွဲနေပြီးကျင်းပတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုကျွန်တော်တို့ဗမာစံစံဗမာပြက်ကလေးနဲ့ကျင်းပခဲ့တဲ့ပထမဦးဆုံးသောအမျိုးသားအောင်ပွဲနေ့ကြီးကဘယ်လိုပြဋ္ဌာန်းသတ်မှတ်ဖြစ်ပေါ်လာသလဲဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြမှာဖြစ်ပါတယ်။20ရာစုနှစ်ဆန်းကာလခရတောက်ခက်တောက်လို့မောင်းထုတ်ပြခဲ့ပြီးတော့မှကျွတ်ချွန်တာခဲ့တယ်။ဆရာတော်ဥပ္ပမာနောက်တစ်ခါကျွန်တော်တို့ရဲ့လက်ချက်ဆိုင်လေးပဲပြီးရှင်းဖို့ပြောက်ခဲ့ရတယ်။အမအဦးဆုံးအနောက်ကိုရုံးပြီးလက်ချက်ပွားအောင်ပြောင်းမှရောက်ခဲ့ရတယ်။ညခံထားတဲ့ဦးတောင်းတဲ့ဗမာထူတောင်းချက်နာပြီးဗမာပြည်ဟာအမျိုးသားရေးမှာနှိမ့်ပိန်သေးသိမ့်ခဲ့ရပါတယ်။တပတ်ကျော်လက်တွင်သက်ဆင်းခဲ့ရပြီးအနှိမ့်မဲ့ဗမာပြည်ဖြစ်ခဲ့ရပါတယ်။ပညာရေးဟာလည်းကျိုးပညာရေးပဲဖြစ်ခဲ့ပါတယ်။ကျိုးစိတ်ကျိုးပေးမွေးမှာအုပ်ချုပ်ရေးမှာခိုင်မာတာရှိမှာဖြစ်တာမို့တက္ကသိုလ်ဥပဒေကိုအတ္တမပြဋ္ဌာန်းခဲ့ပါတယ်ရှင်။ခေတ္တမိုင်းကိုစစ်ပိုင်းရင်လူငယ်ဆိုတာတက်ကြွတယ်ရဲရင်နဲ့စွန့်လို့စွန့်စားလိုတယ်မတရားမှုကိုရိုးရှာမုန်းကြည့်ပြီးတရားမှုကိုလိုလားတယ်ဖိနှိပ်ပြီးငုံမြောက်ကိုစိုက်ကျင်လို့တယ်အမှန်တရားကိုရင်ဆိုင်ရတဲ့လူငယ်တစုက1982ခုနှစ်ဇောင်မုံလဆုပ်10ရက်နေ့မှာစုပေါင်းဆန္ဒပြခဲ့ကြလို့တက္ကသိုလ်တပိတ်ကြီးပေါ်ပေါက်လာခဲ့ရပါတယ်။ခွင့်ရင်းဆိုတာတိုက်ယူသိရင်တိုက်ယူကြတယ်ပြည်လို့ရင်ကြွဖြစ်ရင်ချမယ်ဆိုတဲ့ဗမာစိတ်ကထုံးစံနဲ့ဒီမျိုးသားရေးစိတ်ဓာတ်တွေနိုးကြားတက်ကြွလာစေခဲ့ပါရှင်တက္ကသိုလ်ရဲ့ဖြတ်ဖြူမြတ်တီတာပေါ်တွင်သမိုင်းစဉ်နဲ့ရှင်သန်မျိုးကြားကျောင်းသားပေါင်းရဲ့လှုပ်ရှားမှုစံပြရမယ်တွေးလန်းကြောင်းခွတ်ကြောင်းတို့ရဲ့တွင်ကျူးတံ
ဆုံးဖြတ်ချက်တွေဖြစ်လာတယ်ကျွန်တော်ဆုံးဖြတ်ချက်တွေမှာဖြစ်တယ်ဆုံးဖြတ်ချက်များကာလီကဲ့သို့ရှိခြင်းကကျောင်းသားမရှိရင်ရှင်းနေသူယူဆရရရန်ကုန်တက္ကသိုလ်ဥပဒေကိုကန့်ကွက်ပြီးနေကောလိပ်ကျောင်းတစ်ကျောင်းကိုတပိတ်မှောက်ရဒီနေ့မှာ၄ရက်နေ့အဟရရွှေကြီးဥပရိယကျောင်းတိုက်တွင်ကျောင်းပေါင်းစုံအစည်းအဝေးခေါ်၍သင်ကြားဆုံးဖြတ်ရန်ခါဝေးဆက်လက်ဆောင်ရွက်ကိစ္စများကိုတာဝန်ပေးရန်ကဲဒီတော့ဒီဆုံးဖြတ်ချက်ကိုကိုနဲ့ကိုအောင်လို့ပါပဲတာဝန်ယူပြီးတော့ခေကြလို့အထိတ်ဆန်ပြီးရှင်းတဲ့ကိုရိုးဆိုရင်ဆိုတဲ့ဘုံမြတ်တဲ့တရားကိုဖြစ်တယ်ဆိုတာအဲ့ဒါလေးကိုအများကြီးပြပြပါကိုပါဦးကပဲအလေးကဒီစာတော့ရေးလိုက်ပါလားဒီလိုလုပ်ရကျွန်တော်လည်းကိုယ်လည်းအရေးသားလည်းကောင်းမယ်စာလည်းရေးနေကြဖြစ်တယ်ကိုအေးတာပဲကျောင်းတို့ကောလိပ်ကျောင်းတို့ဒုတိယဗေကံစာရည်ကြီးနဲ့ကရတော့ရောက်လာပြီးပညာမင်းကြီးမသူဟန်တာကယူနီဗာစီအဲဥရေရတက္ကသိုလ်ပြည်ကျောင်းပညာသည့်အခါကျောင်းသားကျောင်းသူအားလုံးကဟန်တာဥရေအလုံးရှိဤဥရေရပြည်1980ခုနှစ်သာဘောလာပြေကျောင်း10ရက်ဒီကနေ့မိဘဒီများခင်ဗျာကျွန်တော်တို့တက္ကသိုလ်ကျောင်းသားကြီးတွေတောင်းတဲ့တောင်းဆိုချက်တွေတရားမျှတမှုရှိတယ်မရှိဘူးဆိုတာကိုဆုံးဖြတ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကိုကျွန်တော်တို့သဘင်မှာကျောင်းသားခေါင်းဆောင်ဥပဒေတင်သွင်းမှာဖြစ်ပါတယ်ကျောင်းသူကျများဒီတက္ကသိုလ်ကျောင်းသားကျောင်းသူများအားလုံးကျောင်းအိတ်ကျောင်းသားပြည်အမျိုးသမတ်ထားသည့်အတွက်စင်ရဲသောကျောင်းသားများအတွက်ခက်ခဲဖြစ်သည်ထိုအချက်ကိုပြင်ခြင်းနှင့်တက္ကသိုလ်ကျောင်းနေခွင့်ရရင်အင်္ဂလိပ်ဘာသာနှင့်ခြားဘာသာဖြင့်ကျူးကျော်သောတရားများမည်ဟူသောအချက်မှာအင်္ဂလိပ်ဘာသာသည်မိမိမျိုးသားဘာသာမဟုတ်သည့်တောင်းပါမယ်အားလုံးနော်ကိုဆရာကြီးကျွန်တော်တို့အခုထွက်လာကြတာဆရာကြီးနဲ့ဘာမှမဆိုင်ဘူးကျွန်တော်တို့အားလုံးကဆရာကြီးကိုရုပ်ပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့ခေါင်းပေါ်မှာဒီ evergreen ဆိုတဲ့တံမွေးစိုက်ထားလို့နားပါဆရာကဲလို့ဒီနေ့တော့ဆရာတပည့်တို့ကိုစကားနဲ့ပြောကြတယ်ဟုတ်စကားပြောနေတယ်ဆိုတာလေဆရာမှားကြတယ်ဟုတ်ဗမာပြည်တည်တရားကြီးကျွန်းပညာသင် University မှာထွက်လာကုန်သောတပည့်များ၏ဆရာတို့သည်တပည့်များ၏စိတ်မြင့်မြတ်ရာအမြင့်ရကြောင်းဇာတိမှန်တက်ကြွရာတက်ကြွကြောင်းကျွန်းညောမခံကျွန်းစောမနန်းရာမနန်းစေခြင်းကြောင်းဗမာတို့အောင်လံတလူလူလွှဲ့နိုင်ရာလွှဲ့နိုင်ကြောင်းစာပေများကိုသင်ရပေသည်ဆရာတို့ရည်ရချက်အတွက်အလဲစာပေသည်ကြီးမြောက်အောင်တောင်းနိုင်တဲ့ယူရှာဖွေစီစစ်ရာဗမာရာဇဝင်စီသာကြီးမြောက်စေကြောင်းတွေ့ရတယ်။ဘယ်လိုအင်းအဲ့ကြောင်းများမှာဗမာရာဇဝင်ကိုသင်ကြားရတယ်လို့ဆရာကြားမှုလေ။ဒါပေမဲ့ဒီရာဇဝင်တွေဟာငါတို့တိုင်းသားမဟုတ်တဲ့သူများကတရုတ်ကင်းလျှောက်ရောက်တဲ့ရာတွေကိုရေးထားခဲ့တဲ့စာများဖြစ်တယ်။ငါတို့ဗမာမျိုးတစ်ဖက်သက်နေရေးသားခဲ့သောစာတွေဖြစ်တယ်။ဒီစာတွေကိုတ
တပည့်တို့တင်နေသွေးဖြင့်တပည့်တို့မှာမြောက်ကောင်းမြောက်အောင်ဆိုလိုဘောက်တော်တွေဘောကတက်ကြရလိမ့်မယ်လို့ကြားသိတယ်။ဟောဒီဆရာတို့ဒီနေ့ပြောလိုက်ပါ The first 11 students of Rangoon College made an affirm in oath to boycott the university as of 1920 on 3rd December 1920. The names of the first 11 students are Bakin, Pogong, Ba'u, Angden, Tuwen, Tete, Bashin, Sandre, Bashin, Devor, Kenny Peck, Latin, Mount A. တို့ဗမာသာဒီမျိုးအာမောအမျိုးကိုသင်ယူတာရိုးရမယ်ကလာရိုးပါကြိုက်ထိုင်ပါအောင်ပြေတာရိုးဗမာသိမလေးစေပညာမတတ်တဲ့ကျေးတော်မျိုးကျွန်တော်မျိုးတွေကအဲ့ဒီရည်ရည်ကြီးကိုစေကားရည်အဖြစ်သာတောက်ဆုံးနေရင်တော့အပယ်သွားရလမ်းဖောက်ခွေးလို့ဖြစ်မှာပေါ့ဆိုပြီးတော့ကျုပ်ကိုအကျယ်ချုပ်ထားလိုက်တာ6လတောင်ကြာသွားတယ်ဝင်မင်းရေကဲဒီတော့ကျုပ်တို့လည်းဘုရားရှင်မင်းတရားကြီးရဲ့ညီလာခံသဘင်ကိုသွားပြီးတော့တက်ကြရအောင်ငါဝင်မင်းရေဖြစ်ပါတယ်ဗျာရေဘယ်လိုနည်းပြလဲဆိုတာထပ်မှလင်းစမ်းမအောင်တဲ့မှန်လားပါရှင်မင်းကြီးကိုမင်းမျိုးမမျိုးပုံများမျိုးတစ်ချိန်မျိုးကြွယ်မျိုးတို့ကနေဦးထိတ်၌ရေသွန်းလောင်းပြီးတကလားအရှင်မင်းကြီးတတိတော်တို့ကိုရင်ဝယ်သားကဲ့သို့ရှိခင်တနာပါလို့တတိတော်တို့ကိုအရှင်မင်းကြီးကမေတ္တာထားပါလို့ စစ်တာရက်ွယ်ဟာ